မင်္ဂလာပါကျွန်တော်ကဆရာဝန်စာရေးဆရာဧကဘာဒေါက်တာချစ်ဖြစ်ပါတယ်ကျွန်တော်ရေးဂျာနယ်တွေမှာရေးသားခဲ့တဲ့စောင်းပါအပုပ်ကြီး2400ကျော်ရှိပါတယ်အဲ့ဒီကနေတော့ကျက်မိုင်စောင်းပါတဲမှနေပြီးတော့ကောင်းလို့ရာတွေရွေးထုတ်ပြီးတော့စိတ်ကူးချူချူစာပေတန်းနေတော့စာအုပ်ဖြစ်နေဖန်တီးထားခဲ့ပါတယ်အဲ့ဒီဖန်တီးထဲမှာဒီတာဖွားမိရဆိုင်ရာယောဂနဲ့ပတ်သက်တဲ့စာအုပ်ထွက်ရှိထားပါတယ်ဒီစာအုပ်လေးပေါ့နော်အဲ့တော့ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကနေပြီးတော့ဒီတိထိုက်တာလေးတွေကိုတင်ပြခြင်းပါတယ်ပထမဆုံးပြောခြင်းတဲ့အကြောင်းအရာကအမျိုးသမီးရဲ့ရင်သားအကြောင်းပေါ့နော်အဲ့တော့ရင်သားဆိုတာကတဲ့နော်ဒီဇီဝဖြစ်စဉ်ကိုကြည့်လိုက်လို့ရှိရင်ငယ်ရွယ်တဲ့အချိန်နော်၄မှာဆိုရှင်ယောက်ျားလေးမိန်းကလေးမကွဲပြားပဲမဲ့၄နှစ်10နှစ်ရွယ်ရောက်လာတဲ့ခါကျရှင်မိန်းကလေးဖြစ်မဲ့လူတွေကရင်သားစပြီးတော့ဖွံ့ဖြိုးလာတယ်အဲ့တော့12နှစ်13နှစ်မှာဆိုရင်နှုတ်ချောင်းပြုံလို့ဘာလို့နော်နှုတ်အိတ်ကလေးတွေဖြစ်ပေါ်လာပါတယ်အဲ့တော့တွေးပေါ်ပြီးဆိုတာနဲ့တပြိုင်နက်ရင်သားထဲမှာလည်းအစီစုလာပြီးတော့ရင်သားဟာကြီးထွားလာပါတယ်နော်ကလေးမွေးတာနဲ့နှုတ်ထွက်တာဘယ်လိုဆက်ဆက်လဲဆိုလို့ရှိရင်နော်ကလေးမွေးပြီးတော့အချင်းကွာကြသွားပြီဆိုရင်နော်ဒီမိခင်တွေမှာဆိုရင်ရင်သားတဲ့နှုတ်ကနေတော့စပြီးတော့ထွက်ပေါ်လာမယ်နောက်ကလေးကိုနှုတ်တိုက်တဲ့အခါမှာကလေးရဲ့အာငွေးကြောင့်လှုံ့ဆော်မှုတစ်ခုဖြစ်ပြီးတော့နှုတ်ရည်တွေကပို့ပြီးတော့ထွက်ရှိလာတာကိုတွေ့ရပါမယ်အဲ့တော့နှုတ်ရည်မထွက်အောင်နော်ရင်သားမကြီးထွားအောင်လုပ်ရတဲ့အခြေအနေလေးရှိပါတယ်အဲ့ဒါပါလဲဆိုတော့ကလေးကပြက်ကျသွားတယ်ကိုဝင်ရှိတာနဲ့ကျင်သားမှာနှုတ်ရတဲ့နှုတ်ရစဖြစ်ပြီအဲ့တော့ကလေးပြက်ကျတဲ့အခါကလေးအသေးမွေးတဲ့အခါသမုံမွေးထားတဲ့ကလေးနှုတ်ဆိုရမှာယောဂတစ်ခုကြောင့်တိတ်ဆုံးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီနှုတ်မထွက်အောင်လုပ်ချင်ကြတယ်ဒီကြတဲ့ကလေးကိုနှုတ်မတိုက်ချင်ရင်သားအလှပြမှာဆိုတော့အဲ့လိုလူမျိုးတွေမှာဆိုရင်နှုတ်မထွက်အောင်လုပ်တဲ့နည်းရှိပါတယ်နော်အဲ့ဒီနည်းကတော့ဒီနှုတ်ထွက်အောင်လှုံ့ဆော်တဲ့ prolactin ဟော်မုန်းနော်ထွက်ရှိမှုနေအောင်estrogen ဆိုတဲ့ဒီဟော်မုန်းကိုပေးကြတယ်နော်နောက်ပြီးတော့ဒီ clomiphene ဆေးဝါးတွေလည်းသုံးစွဲနိုင်တာတွေ့ရပါတယ်အဲ့တော့estrogen ကိုပေးမယ်ဆိုလို့ရှိရင်အဝါလွန်တဲ့လူအရွယ်လွန်တဲ့လူခြေတော်တွေးကြောပိတ်ယောဂရှိတဲ့လူမှာဆိုရင်အဲ့ estrogen ပေးရတာအန္တရာယ်ရှိပါတယ်အဲ့တော့ကလေးကတော့မွေးပြီဒါပေမဲ့နှုတ်တိုက်ဖို့ကနှုတ်မထွက်တဲ့လူပေါ့နှုတ်ကလည်းသေးတယ်အဲ့ဒါကဘာလဲဆိုတော့သူကမျိုးရိုးဗီဇကြောင့်ဖြစ်နိုင်တယ်နောက်တစ်ခုကဒီကလေးမွေးတဲ့ချိန်မှာတွေးသွန်တာတို့ဘာတို့ဖြစ်တာမျိုးတွေနောက်ပြီးတော့ဒီ pituitary gland ပျက်စီးတာမျိုးတွေနော်နောက်ပြီးတော့နှုတ်နှုတ်တိုက်ခြင်းနဲ့စိတ်ကိုမိခင်ကိုယ်တိုင်မရှိလို့ရှိရင်လည်းနှုတ်မထွက်ပါဘူးကိုယ်ဆောင်နေစဉ်မှာအာဟာရချို့တဲ့တာမျိုးတို့ကလေးမေးဖွားတဲ့အချိန်မှာသတိလက်တာမျိုးအဲ့လိုမျိုးဖြစ်လို့ရှိရင်နှုတ်ထွက်တာနည်းသွားတတ်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးနှုတ်ထွက်တာနည်းသွားတဲ့ဟာကိုများအောင်ကတော့မြန်မာဆိုရင်ဘာပေါ့နော်အင်ဂျူတွေများတောက်တာတို့ဘာလို့လုပ်ကြတယ်ကိုယ်ဆောင်မိခင်တွေမှာနောက်ထပ်ဖြစ်နိုင်တယ်ဒီရင်သားနဲ့ပတ်သက်တဲ့အားပါလဲဆိုရင်နှုတ်ချောင်းပိတ်ယောဂနှုတ်ချောင်းပိတ်ယောဂပါလဲဆိုရင်နှုတ်ကိုတိုက်တဲ့အခါမှာကလေးကတိတ်မဆိုးဘူးရင်သားကြီးကတအားတင်းနေအဲ့ခါကိုပြောလို့ရှိရင်အဲ့တင်းနေတဲ့ရင်သားမှာနှုတ်တွေကခဲသွားတဲ့ကနှုတ်ချောင်းပိတ်တယ်အဲ့ဒါဘာလို့ရလဲဆိုရင်ညှစ်ထုတ်ပြရတယ်နော်ညှစ်ထုတ်လိုက်မှာနောက်တစ်ခုကဘာလဲဆိုတော့ကလေးဒီစုပ်ပေးမှာနော်ကလေးရဲ့စုပ်မှာနှုတ်ကအမြဲတမ်းစီးဆင်းနေမှာနှုတ်ဆိုရင်နှုတ်ကအထဲထဲမှာလာပြီးတော့အိုင်ပြီးတော့နှုတ်ချောင်းပိတ်တတ်ပါတယ်နှုတ်ချောင်းပိတ်ရင်နောက်ဆက်တွဲကဘာလဲနှုတ်ရောင်လာတာတို့ဘာလို့ဖြစ်တတ်တယ်ပြီးရင်ပိုးတွေဝင်သွားပြီးတော့ပြည်တင်တာဖြစ်တတ်တယ်အဲဒီခါကျရင်တော့ဒီခွဲရတဲ့အဆင့်ရောက်သွားတယ်ရောင်တဲ့အဆင့်တိချင်းနှုတ်ချောင်းစပိတ်ပြီးဆိုတဲ့ပြင်လေ
လိုအပ်တဲ့ပို့သက်ဆေးတွေပဲလိုရတယ်နောက်တစ်ခုကနှုတ်ညှစ်ထုတ်တာတို့နောက်ပြီးတော့ဒီ stable store ဆိုတဲ့ဆေးကိုနော်ထိုးတာတို့တိုက်တာတို့လုပ်လို့ရပါတယ်ကိုယ်မဖြစ်ပဲနဲ့နှုတ်ထွက်တဲ့ဟာမျိုးရှိပါတယ်အဲ့ဒါပါလေဆိုနှုတ်တိုက်ဘူးတဲ့လူတွေသိတယ်နောက်သူဓမ္မလာကနေရင်သူအလိုလိုနှုတ်ရထွက်တာတွေရှိတတ်တယ်နောက်တစ်ခုကတချို့ဆိုရင်ဟိုအဖွားတွေနော်သူကြီးကိုကလည်းနှုတ်တိုက်နေတယ်သူစိတ်ထဲမှာတိုက်ချင်တဲ့စိတ်ပေါ်လာတယ်ဒါမှမဟုတ်အပြိုကြီးတွေကလည်းအဲ့ဒီတူမတွေချစ်တဲ့အခါကျတော့နှုတ်တိုက်ချင်တဲ့စိတ်ပေါ်လာတယ်အဲ့ခါကျရင်နှုတ်ရထွက်တတ်ပါတယ်နောက်ပြီးတော့ဒီကြောက်ကယောဂါတို့နော်ခြားယောဂါတွေပေါ့နော်အဲ့ဒါဖြစ်လို့ရှိရင်တော့တွေးကြစေအဲ့ဒါတွေတောက်ထားတာတို့ဘာလို့ဆိုရင်လည်းနှုတ်ဟာသူ့အလိုထွက်တတ်ပါတယ်အဲ့တော့ကလေးမွေးထားလို့ရှိရင်နှုတ်တိုက်တာနဲ့နှုတ်မတိုက်တာဘယ်ဟာကအကျိုးကျေးဇူးရှိလဲအကယ်၍ကလေးမွေးထားပြီးတော့ဟိုနှုတ်မတိုက်တာလဲခုနပြောလို့ကလေးပြက်ကြတာတို့ကလေးသေးတာတို့ကလေးကိုရင်သားပြက်မှဆိုလို့နှုတ်မတိုက်တာအဲ့လိုလုပ်လို့ရှိရင်ဘာဖြစ်တတ်လဲဆိုရင်နော်ဘာဖြစ်တယ်လဲဆိုရင်တဲ့တစ်လနှစ်လအတွင်းမှာတဲ့နော်တွေးပြီးပြန်ဆင်းတယ်နှုတ်မတိုက်တာတွေကအဲ့လိုတွေးပြန်ဆင်းလို့ရှိရင်အဲ့တွေးထဲမှာမျိုးဥတွေပါတတ်တယ်တဲ့နော်အဲ့နှုတ်မတိုက်လို့ရှိရင်နောက်6ပတ်8ပတ်ကြာလို့ရှိရင်တွေးပြန်ပေါ်တယ်နောက်6လ9လမှာဆိုရင်ကလေးပြန်ရနိုင်တယ်နော်အဲ့တော့ဟိုတိတ်မကြောက်ပြန်ရက်တတ်တယ်အဲ့ဒါက85%လောက်ရှိတာအကယ်ကလေးကိုနှုတ်တိုက်တယ်ဆိုပါတော့အဲ့တော့နှုတ်တိုက်ထားလို့ရှိရင်ကလေးပြန်ရနိုင်ခြင်းဟာ9%လောက်ပဲရှိတယ်နော်9%ရှိတယ်အဲ့တော့နှုတ်တိုက်ခြင်းအပြင်ကလေးရဖို့အခွင့်အရေးနေတာကိုတွေ့ရပါမယ်နောက်တစ်ခါဒီရင်သားနဲ့ပတ်သက်ပြီးပြောမှဆိုရင်ဟိုရင်သားမညီမျှခြင်းပေါ့မညီမျှခြင်းဘယ်တစ်ဖက်ညာတစ်ဖက်ဟိုကြီးနေတာတစ်ဖက်ကကြီးနေတယ်အဲ့ဒါတွေကများသောဖြင့်နှုတ်တိုက်မိခင်မှာဖြစ်တတ်တယ်ဘာကြောင့်လဲဆိုရင်နှုတ်နှလုံးရဲ့နှုတ်အထွက်ကမတူတော့လွယ်တဲ့ဘက်ပေါ့နော်နှုတ်အရှံထွက်တဲ့ဘက်ကိုကလေးကပိုကြိုက်တယ်နော်ပိုစုပ်တယ်အဲ့ခါကျတော့မိခင်ကလည်းဟိုမြန်စုပ်တော့ကောင်းတော့ဗောအလုပ်ပြန်လုပ်ရတယ်လေအဲ့ခါကျတော့သူကအဲ့ဒီဘက်ပဲမဲတိုက်တဲ့ခါကျဟိုဘက်ကမဖွံ့ဖြိုးဘဲနဲ့တိမ်လှီးနေတတ်တယ်အဲ့တော့ခါကျတော့ရင်သားကြီးကတစ်ဖက်ကြီးတစ်ဖက်တည်းများသောအားဖြင့်ဟိုကလေးနှုတ်တိုင်နေတဲ့မိခင်တွေရင်သားတွေကမလှတာအဲ့ဒါလည်းပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီရင်သားမှာเนาะအပိုရင်သားဆိုတာရှိတယ်အဲ့ဒါ accessory breast လို့ခေါ်တယ် accessory breast ဆိုတာကတကယ်တော့ဒီတတိသားဘဝထဲမှာပေါ့နော်ဒီနှုတ်ဖြစ်မဲ့ဒီ cell တွေเนาะနှုတ်လမ်းကြောင်းဟာဆိုရှင်ဂျိုင်းဘက်ကနေပြီးတော့ချက်တိုင်ဟိုဥတည်မယ်ပြီးလို့ရှိရင်စီးကုံထီကိုသွားတယ်အဲ့လမ်းကြောင်းကဒါနှုတ်ဖြစ်တဲ့လမ်းကြောင်းနောက်မှအကုန်ဘာခေါ်မလဲဟိုက regress ဖြစ်တော့เนาะပျောက်သွားပြီးတော့ရင်သားတစ်ခုမှပဲလာစုစည်းနေသို့တော့ထူးထူးခြားခြားเนาะအဲ့လိုဟိုသူနှုတ်လမ်းကြောင်းသွားတဲ့နေရာမှာရင်သားအပူအလုံးထွက်တဲ့ဟာတွေရှိတယ်အထူးသဖြင့်တော့ဂျိုင်းဘက်မှာတွေ့တာများတယ်တချို့ဆိုတစ်ဖက်တည်းတချို့ဆိုရင်အဲဒီဂျိုင်းနှစ်ဘက်သုံးမှာအဲဒီနှုတ်အကျိတ်အပူရင်သားထွက်နေတာကိုတွေ့ရမယ်ဆိုတော့ဒီရင်သားဟာဘာမှလည်းလုပ်မရအောင်လုပ်မရတဲ့ခါကျတော့ဒီရင်သားမျိုးကြတော့မထားသင့်ဘူးပေါ့နော်ခွဲထုတ်လိုက်တာကောင်းပါတယ်ဟုတ်ကဲ့အခုလိုရင်သားနဲ့ပတ်သက်တဲ့ဟာတွေသားဖွားမိရနဲ့ပတ်သက်တာတွေနောက်ခန္ဓာကိုယ်တစ်ခုလုံးနဲ့ပတ်သက်ပြီးတော့ကြက်မှန်ရည်တွေနောက်အမျိုးသားနဲ့ပတ်သက်တဲ့ဟာတွေနောက်စိတ်ဝင်စားဖို့ရနော်အထူးသဖြင့်အမျိုးသားပေါ့နော်အမျိုးသားအုပ်စုတွေနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်အဲ့ဒါလေးတွေရေးထားတဲ့ဆောင်းပါးတွေကိုတင်ဆက်ပေးမယ်ဒီဆောင်းပါးကိုစာအုပ်အနေနဲ့ထွက်ချီတာပြီးအောင်စာအုပ်ဝယ်ခြင်းလဲဝယ်လို့ရပါတယ်အဲ့ဒါတော့စိတ်ကူးချိုချိုစာပေတဲ့တိုက်ကနေပြီးတော့ထုတ်တဲ့စာအုပ်တွေပေါ့နော် YouTube channel မှာဆိုရှင်လဲဧကဘာစေကူခန်းဆိုတဲ့အဲ့ channel လို့ရှိရင်ကျွန်တော်ရဲ့ခွဲစိတ်ထားတဲ့ဒီဓာတ်ပုံတွေပေါ့နော်အများကြီးတွေ့ရလိမ့်မယ်နော်အဲ့မှာဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်တယ်ဆိုတဲ့အကြောင်းပြောပြလိုပါတယ်